မင်္ဂလာပါဒီနေ့မှာတော့စာရေးဆရာမအနေပဲရေးသားထားတဲ့လမ်းခွဲခြင်းမှရရှိခြင်းဆိုတဲ့စာအုပ်လေးရဲ့အပိုင်းငါသသိမ်းပိုင်းလေးကိုဖတ်ပြပေးမှာဖြစ်ပါရဲ့ခင်ဗျာတခြားတစ်ယောက်ကိုရင်ဘတ်ထဲတင်ထားတဲ့ခန့်ညံ့ညံ့လူသားသားတွေကိုလည်းဝေးဝေးကရှောင်ပါချစ်ချင်းမြတ်တာကိုတာဝန်မြူနိုင်တာကတကယ်လူညံ့နေပဲလုပ်တာပါနံပါတ်3အနည်းဆုံးတော့ကိုယ့်ကိုမချစ်တဲ့သူအနားမှာမနေပါနဲ့ကိုယ့်ကိုချစ်တဲ့သူကိုယ့်ကိုတန်ဖိုးထားတဲ့သူနားမှာပဲနေပါကိုယ့်ကိုမချစ်တဲ့သူနားမှာတော်ကက်နေတာအတနာခံနေတာထက်စာရင်တယောက်တည်းလွတ်လွတ်လပ်လပ်ရှိနေတာကမှပိုပြီးကြည်ကောင်းတယ်ဆိုတာမမေ့ပါနဲ့လူဘဝရဲ့အချိန်ကတူတူလေးပါကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေနဲ့ပဲရှင်သန်ပါလူတယောက်ကိုမိုးရဲရေထဲမှာစောင့်နေခဲ့ရဘူးသလိုမိုးရေထဲမှာထီးတူတူစောင့်ထားတာတောင်ကိုယ့်ဘက်ကိုပိုသာသာစောင့်ပေးခဲ့တဲ့လူနဲ့လဲကြုံမှုတယ်မိုးရေထဲမှာထိုင်ဆောင်ခဲ့ရတဲ့အချိန်တွေတုန်းကငါကစောက်တင်တာပေါ့ငါကမှားတာပေါ့ငါအမှားပါငါလိုအပ်တာလို့တွေးမိပေမဲ့လုံလုံခြုံခြုံထိမို့ခံရတော့ငါကအဖိုးတန်တာပဲငါကိုငါဒူးဆက်ရမှာပေါ့ငါကတန်မိုးရှိတယ်ဆိုတဲ့အတွေးဟာဝင်လာတယ်အဓိကကို့ဖာသာကိုထက်ဘယ်သူကမှကိုကိုပို့ပြီးတန်မိုးထားတယ်လဲဆိုတာပဲကွာတာပါတန်မိုးထားတဲ့သူကိုကိုချစ်တဲ့သူတွေရှိမှရှိနေဖို့ကသိရေးကြီးပါတယ်မင်းကိုချစ်တဲ့သူကမင်းကိုအကောင်းပြောလိမ့်မယ်တခုခုဆိုမင်းမရှိနေလိမ့်မယ်မင်းကိုအားပေးနှစ်သိမ့်မယ်ကြံကောင်းတွေပေးလိမ့်မယ်မင်းကိုမင်းတန်ရဖြစ်တဲ့အချိန်တွေမှာသူကမင်းကိုယုံကြီးမြဝန်းတင်နေကြည့်လိမ့်မယ်ကြာရှုံးတဲ့အခါအေးစီပါကွာဘာမှဖြစ်ပါဘူးငါရှိပါတယ်လို့ပြောလိမ့်မယ်ဒီကနေတစ်ဆင့်ငါတို့ဘဝခွင့်အားတွေရမယ်မင်းကိုမချစ်တဲ့သူကတော့တခုခုပြဿနာကြုံလာရင်မင်းကိုရင်ပြစ်တင်မယ်တခြားသူနဲ့မင်းနဲ့ဆိုရင်တခြားသူကိုဦးစားပေးမယ်မင်းကိုတင်ငယ်စေမယ်မင်းကိုတူဝေစေမယ်မင်းကိုမင်းတန်ရရဖြစ်အောင်သူကစကနာထိုးလိမ့်မယ်အဲ့ဒီအခါမင်းအတွက်ဒုတိယလဲရပါတယ်လို့တွေးတတ်လာမယ်ဘဝအောင်မြင်မှုအတွက်ဆိုရင်ကိုယ့်ကိုချစ်တဲ့သူကိုယ့်တလန်းကိုပြည့်စေတဲ့သူလိုတယ်ကိုဘေးနာကလူကအဲ့ဒီလိုမဟုတ်သေးတော့တယောက်တည်းပဲနေပါနံပါတ်4 move in စလုံးနှလုံးနဲ့ဆိုပေမဲ့တော်တော်ခက်ခဲတဲ့အရာတော်တော်အချိန်ယူရတဲ့အရာဖြစ်လိမ့်မယ်ဒီတိုင်းတကယ်လဲလိုအပ်တဲ့အရာဖြစ်နေပြန်ရောလူဆိုတာကိုယ့်ကိုမကောင်းတဲ့သူကမှတတိယတွေ့ကက်နေကြတဲ့မျိုးလေဘာလို့ဆိုမကောင်းတဲ့သူကကိုချစ်ရတဲ့သူဖြစ်နေတာကိုဒါကိုကျွန်တော်ခံစားပါဒါကိုကျွန်တော်ကိုချင်းစာပါတယ်ဒါကြောင့်လက်မလွတ်ခင်တတ်နိုင်ဆုံးဆွဲထားပါကျူစားထားလို့လူတိုင်းကိုအကြံပေးခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းလုပ်ခဲ့ပါတယ်ပြတ်သွားတဲ့ရေးစားကိုကပြတ်နိုင်နေတော့ဖုန်းတွေခေါ်စာတွေပို့လုပ်ခဲ့တာပေါ့တစ်ဖက်ကတော့အာနာသနာမူလေးနဲ့တောင်းစာမပြန်ဖတ်မလုပ်ခဲ့ပါဘူးလမ်းပေါ်မှာခွေးကောင်ကိုဆွန့်ပစ်သွားတဲ့ထက်တောင်ကျွန်တော်ကိုဆွန့်ပစ်သွားတာကပူလွယ်နေပုံပဲဒါပေမဲ့တတ်နိုင်သလောက်ကိုယ့်ဘက်ကလိုက်ခေါ်ပြီးပြီဆွဲထားပြီးပြီမရဘူးဆိုရင်လက်ချခဲ့ပါတော့ဘာလို့ဆိုကျွန်တော်တို့ကကိုနာကျင်စေတဲ့သူကိုတန်ဖိုးမထားတဲ့သူတွေအတွက်ကျွန်တော်တို့ဘဝထဲကအချိန်တွေကိုကုန်ခံနေမယ်ဆိုရင်ကိုထင်ညံ့တဲ့သူမိုက်တဲ့သူရှိမှမဟုတ်တော့ဘူးကိုဆွန့်ပစ်သွားတဲ့သူကိုမြေးချယ်သွားတဲ့အတိတ်ကဝမ်းနည်းစရာလမ်းခွဲခြင်းတွေကိုပဲတစ်ခါတလဲလဲတွေးနေပြီးကျင်ကုန်ခံနေရင်ကိုဘဝထဲကချိန်တွေပဲကုန်ပါကိုမချစ်တဲ့သူတယောက်အကြောင်းကိုမချစ်တဲ့သူတယောက်ကြောင့်ဒီလိုချိန်တွေကုန်နေရင်တန်ရလားတင်းဘဝတင်အာယုံဆိုင်ပါဝါနာပါရီလုပ်ပါအသက်တစ်ခုခုတင်ယူပါတလန်းရှာပါဒီလိုမျိုးတင်းအတွက်ပဲတင်အာယုံဆိုင်ထားရင်မလိုအပ်တော့တဲ့လူတွေပေါ်ရောက်နေတဲ့အတွေးတွေကကြောကျသွားမှာပါ
ဒီလိုမျိုးမုံရင်လောက်ရတာခက်ခဲပါတယ်ဒါပေမဲ့ချိန်တစ်ခုရောက်တဲ့အခါတင်သူကိုဆွန့်လွတ်သွားနိုင်မှာပါမုံရင်ကြောင်းလေးရေးရရင်စစ်ပြီးရေးပြရသေးဦးလူတစ်ယောက်ကိုမုံရင်လုံးလို့ရတာမဟုတ်ဘဲစိတ်ဒဏ်ရာတစ်ခုခုမကောင်းတဲ့အတွေ့တစ်ခုခုအကျင့်တစ်ခုခုစတာတွေအားလုံးကိုလည်းသိစီကဖယ်ရှားလို့ရပါတယ်အဲ့ဒီအရာတွေကိုဘယ်လိုဖယ်ရှားရမလဲဆိုတာကတော့ဒါဟာအတိတ်ပါဒါဟာမကောင်းတဲ့ကျင့်ပါဒါဟာငါအသွေးသားပါစတဲ့အတွေ့ကိုတင့်ကိုတင်သတိပေးနေဖို့ပဲလိုပါတယ်ငါလမ်းခွဲခြင်းတွေကဘာတွေရမလဲတဲ့လူတွေအကြောင်းသင်ခန်းစာတွေရမယ်နှင့်ရင်းချမှုတွေရမယ်တွေ့ကြုံတွေရမယ်သုံးနာကျင်မှုတွေရမယ်ဒီကတဆင့်စိတ်ဓာတ်မှာကြောလာမယ်လေးအထီးကျန်ပေမဲ့ဒီကတဆင့်တယောက်တည်းရှင်းသန်တတ်လာမယ်ငါတယောက်တည်းရပ်တည်လာနိုင်မယ်6မိမိကိုယ်ကိုချစ်တတ်လာမယ်ခွင်ကိုမချစ်တဲ့သူတွေအတွက်ချိန်ကုန်ခန်းတာဟာချိန်ဖြုံးခြင်းဆိုတာသိလာမယ်8ခွဲခွာခြင်းသဘောတရားကိုသိလာမယ်လက်ခံလာနိုင်မယ်ဒီလိုအဆင့်တွေကိုတန်းတော့မရောက်ဘူးလမ်းခွဲရတယ်ဆိုတာကလည်းစိတ်မှရသွားတဲ့ဒဏ်ရာတစ်ခုပါပဲအဲ့ဒီဒဏ်ရာလေးကိုစိတ်ထဲမှယူဆိုင်ပြီးကိုကကုသမှကောင်းမွန်မှဒါကြောင့်လမ်းခွဲကြပြီဆိုရင်စိတ်ကိုဖြေတတ်ဖို့နေတတ်ဖို့လိုသေးတယ်6လမ်းခွဲခြင်းကရတဲ့ train အချို့လမ်းခွဲခြင်းတွေကလူတစ်ယောက်အတွက်တော်တော်အကြီးတန်းစေတာမျိုးရှိတတ်ကြပါတယ်ပေါက်ပြန်ခံရတာမျိုးကိုဘဝအဆင်မပြေနေကြချိန်မှာပြစ်သွားတာမျိုးကိုတန်ဖိုးမထားခဲ့တဲ့ဆက်ဆံရေးတစ်ခုကြုံခဲ့ရတဲ့အခါမျိုးမှာအဲ့ဒီလိုတွေခံစားရတဲ့လူတွေဟာထပ်ပြီး relationship တစ်ခုကိုစဖို့ရာခက်ခဲလာပါတယ်ဒါကိုဘယ်လိုကုသရမလဲဘယ်လိုကုသလုပ်မလဲဆိုတာကတော့တယောက်နဲ့တယောက်မတူညီနိုင်ပါဘူးအဓိကလိုအပ်တာကတော့အချိန်ပါပဲအချိန်အားဒဏ်ရာတွေလူတွေကိုမေ့ပြောက်သွားစေနိုင်တာမဟုတ်ဘဲအမှတ်တရတွေဒဏ်ရာတွေကိုမေ့သွားစေနိုင်တာပါလူတစ်ယောက်နဲ့တယောက်ကြာတဲ့အချိန်ချင်းလည်းမတူဘူး6လကြာခြင်းကြာမယ်တစ်နှစ်နှစ်နှစ်ဒီထက်ပိုကြာခြင်းလည်းကြာမယ်ဒါပေမဲ့ချိန်တစ်ခုကြာလာတဲ့အခါမှာတော့ဒဏ်ရာတွေဟာလည်းဖြော့တော်သွားမှာပါတင်းပြင်းမဟုတ်ပါဘူးတင်းကိုလူတစ်ယောက်ကထားခဲ့ရင်ဖောက်ပြန်တယ်ဆိုရင်ဒါဟာတင်းရဲ့လိုအပ်ချက်ဘဝအခြေအနေတင်းရဲ့လိုအပ်မှုအခြားတင်းရဲ့အကြောင်းဆိုတာမျိုးမဟုတ်ပါဘူးဖောက်ပြန်တယ်ဆိုတာသူတို့ဘာသာတမာရီချို့တဲ့အတွက်တင်းအပေါ်တကယ်မချစ်တဲ့သူတွေပဲဖြစ်ပါတယ်တင်းပေါ်တကယ်မချစ်တဲ့သူတွေကတော့တင်းဘဝအတွက်ဘာမှအသုံးဝင်တဲ့သူတွေပါနှစ်အတင်းနဲ့အစားမထိုးပါနဲ့ဒီနီလန်းက peace ဖြစ်တတ်တယ်ထင်ရပေမဲ့စားထိုးမိလိုက်တဲ့နောက်လူနဲ့ပါအဆင်မပြေရင်ပိုဆိုးသွားလိမ့်မယ်ပြီးတော့တယောက်ကိုမေးဖို့အခြားတစ်ယောက်နဲ့စားထိုးတယ်ဆိုတာကလည်းတစ်ဖက်သားပေါ်မလုပ်တဲ့အရာတစ်ခုပါကိုယ်တိုင်ကိုယ့်ရဲ့ friend ကိုအောင်မြင်အောင်ကြည့်ပြီးလို့မှနောက်ထပ် relationship တစ်ခုကိုစဖို့ကြိုးစားပါ3ခွန်းလွတ်ပါဆွန့်လွတ်ပါချစ်တော့တာလည်းမဟုတ်ငါကြည့်ပေမဲ့လွတ်မချနိုင်သေးတာခွန်းမလွတ်နိုင်သေးတာတွေဟာစိတ်ကိုပိုပြီးပြင်ပန်းစေနိုင်ပါတယ်ပြီးတော့ဒါဟာဘာမှလည်းလုပ်လို့မရတော့ပါဘူးမလိုအပ်တဲ့လူတွေအသုံးမကျတဲ့သူတွေအတွက်တင်းစိတ်စွမ်းအားတွေကိုမဖြုံးပြပါနဲ့သူလည်းသူ့ဘဝနဲ့သူသွားပါလိမ့်မယ်ကိုလည်းလွတ်လပ်ပေးလိုက်ပါခွန်းလမ်းခွဲပြီးတဲ့အခါအရာအလုံးကိုမေ့ပြဖို့မလိုပါဘူးဒါကတော့လမ်းခွဲပြီးကစားကြီးမားဆုံးပြဿနာတရားလို့တောင်ပြောရပါမယ်အဲ့ဒီလူကိုမေ့ပြချင်ကြတယ်အဲ့ဒီလူနဲ့ပတ်သက်တာတွေမေ့ကျင်တယ်သူအကြောင်းမတွေးမိချင်ဘူးသူ့ကိုဘွားထဲကအပြီးထုတ်ပြချင်တယ်တိတ်မိတယ်လို့ဖြစ်သွားခြင်းနဲ့ဆိုတာမျိုးတွေပေါ့လမ်းခွဲပြီးတဲ့နောက်လမ်းဆက်တယ်တတိရတယ်ဆိုတာဟာတာမန်ဖြစ်ဦးဖြစ်စဉ်တစ်ခုပါပဲဝမ်းနေရတယ်ဆိုတာကလည်းတာမန်ဖြစ်စဉ်တစ်ခုပါပဲဒါတွေကိုမလိုချင်ဘူးဆိုရင်တော့တကယ်မချစ်မှာပဲရမယ်တကယ်ချစ်ရင်တော့လမ်းခွဲကြတဲ့အခါနဲနဲ့များဝမ်းနေရမှာပဲတတိယကြမှာပဲဒါကိုတင်းကြပ်ကြီးမေ့ပြဖို့ကြိုးစားနေရင်လဲကိုပဲစိတ်ပင်ပန်းရတာဒီတော့ဘယ်လိုနေထိုင်မလဲတဲ့ကိုယ့်ဘဝကိုတည်ချင်းစီကောင်းကောင်းလက်ပဲရမယ်လုပ်เสียရှိတာကိုလုပ်ရမယ်နှစ်သူ့ကိုတတိယတဲ့အခါတိုင်းတစ်ခုကိုအစားထိုးပြီးအာရုံပြောင်းမယ်လှုပ်တာရုပ်ရှင်ကြည့်ဂိမ်းဆော့စာဖတ်3တတိယတဲ့အခါသူလည်းကောင်းကောင်းမွန်မွန်ရှိနေမှာပါငါလည်းစစ်ပြီးကောင်းကောင်းရှင်သန်ရအောင်မယ်ဆိုပြီးအမွေးရမယ်၄
ငိုခြင်းတဲ့အခါငိုလို့ရတယ်ဒါပေမဲ့ကိုယ့်ဘဝကိုရှင်းစေရမယ်ချိန်ကာလတစ်ခုအထိတော့သတိရနေဦးမှာပဲတချို့ဆိုကျွန်တော်မေးမြန်းသေးတာဘယ်နှစ်ရှိပြီဆိုပြီးအဲ့ဒီနှစ်ကာလတစ်ခုအထိမေးမြန်းသေးဘူးဆိုတာကကိုကသူ့ကိုမဆွလွတ်နိုင်သေးလို့ပါကိုစိတ်ကိုယ်တိုင်ကသူ့ကိုဆွလွတ်တော့လို့အမိန်ပေးသေးတာပဲစိတ်လိုကိုလိုက်နေမိသေးလို့ငါဘဝကိုငါဘာသာရှင်းတမ်းမယ်သူလဲသူ့ဘဝနဲ့သူဖြစ်နေပါပြီဆိုတာမျိုးမတွေ့တဲ့သေးသေးတော့မေးဖို့ရမလွယ်ပါဘူးနှစ်ကာလတစ်ခုအထိလမ်းဆွသတိရနေသေးတယ်ဆိုရင်တောင်ဒါဟာပုံမှန်ပါပဲဒါပေမဲ့သတိရတဲ့အချိန်နဲ့နှွှဲသွားမယ်သူမရှိလဲကိုယ့်ဘဝဟာနေသားကြလာမယ်လူသက်တွေနဲ့တွေ့လာမယ်တကယ်တမ်းစဉ်းစားတော့သူမရှိလဲကိုယ့်ဘဝကကောင်းကောင်းလဲပတ်နေတာပဲစွန့်လွတ်တဲ့ဆုံးဖြတ်ချက်ကတော့ချရဖို့လိုအပ်ပါတယ်ရှေ့ကျွန်တော်တို့ချစ်ဟာတိတ်ကသူ့ကိုပါကျွန်တော်ရှိမှလဲတော်တော်ချစ်ခဲ့တယ်လို့ထင်ရတဲ့သူတစ်ယောက်ရှိတယ်ဆယ်ကျော်တစ်ရခုံစားအရွယ်ကျင်နာယူရတာကိုကြိုက်တဲ့အရွယ်ပေါ့အဲ့လူကိုချစ်နေသေးမှာပဲလို့စိတ်ကအမြဲထင်နေတာဘာလို့ဆိုကလေးဘဝအနေနဲ့ဆိုကိုမြင်ခဲ့တဲ့သူရဲ့ impact ကကိုယ့်ဘဝအတွက်တော်တော်ကောင်းတာကိုအဲ့ဒီလိုနဲ့တနေ့မှအမှတ်မထင်ပြန်တွေ့ပြန်ရောဘလို့ထင်ကြသလဲကျွန်တော်ကသူ့ကိုမှတ်တောင်မမှတ်မိပါဘူးညနေရှင်းဆိုင်တွေ့ရနော်စိတ်ထဲမှာငါချစ်နေသေးလားတတိယနေသေးတယ်လို့ထင်ခဲ့တာထင်ထားတာလူကိုတွေ့တာတောင်မမှတ်မိတာအရင်ကထင်ထားတော့ပြန်တွေ့ရင်ဘလို့ဖြစ်မယ်ဘာဖြစ်မယ်ပေါ့တကယ်တမ်းကျတော့လက်ရှိသူဟာအရင်တုန်းကကျွန်တော်တို့ရင်ထဲကချစ်ရတဲ့သူမဟုတ်တော့ဘူးအချိန်တွေကပြောင်းလဲသွားတာလားသူကပဲလားကိုကပဲလားမသိပေမဲ့ဒါဟာပုံမှန်ပါပဲအရင်ကကြီးမားလာတဲ့သူ့ပုံရိပ်ဟာလည်းကိုယ့်အပေါ်ထင်သလောက်သိရောက်မှုမရှိတော့ဘူးငါချစ်တယ်ဆိုတာအရင်ကသူ့ကိုဆိုတဲ့စကားတောင်ရှိပါသေးတယ်ဘာလို့ဆိုလူတွေကမဲပြောင်းလဲနေတာအရင်ကကိုနဲ့အခုကိုနဲ့မတူသလိုအရင်ကသူနဲ့အခုသူနဲ့လည်းမတူတော့ဘူးအရင်ကကိုနဲ့အခုဘဝအနေထားနဲ့အရင်ကကိုလိုချင်တဲ့လက်တွဲပေါ်နဲ့အခုလိုချင်တဲ့လက်တွဲပေါ်ကလည်းမတူတော့ဘူးဒါကြောင့်မဖြစ်နိုင်သလိုအစားတွေကလည်းအဲ့လိုမျိုးမတူညီမှုတွေကရှိပြီးသားမို့လို့လမ်းခွဲခဲ့ရတာဖြစ်နိုင်တယ်လို့ခံစားမိလာတယ်တချို့လူတွေကမညံနဲ့မှာပဲရှိနေတာကိုကောင်းတယ်ဆိုတာမျိုးရှိပါတယ်လူတယောက်ကိုကြာကြီးစိတ်ထဲမှာတင်ထားနေမိတယ်ဆိုတောင်သင်ဟာလက်ရှိပြစ္ဆုတ်ပံမှာတည်ရှိနေတဲ့အဲ့ဒီလူကိုချစ်ခင်မြန်လို့နေတာလိုချင်နေတာမဟုတ်ဘဲသင်ဘဝထဲမှာရှိခဲ့ဘူးတဲ့အဲ့ဒီလူကိုတစ်စိတ်တစ်ပိုင်းကိုတာတတ်မှတ်တရိရတာပါတကယ်လို့သင်ကအဲ့ဒီလူရဲ့လက်ရှိကိုလိုချင်နေတာဆိုရင်သင်အနေနဲ့သူ့ကိုအတူရှိနေဖို့စွမ်းကုန်ကြိုးစားမှာပါဒါစိတ်ရိုက်အားရင်ပါပဲပြည့်စုံမှာတော့လဲအများအပြားကျွန်တော်တို့ကတွေးရကြတယ်တစုံတစ်ယောက်ကကျွန်တော်တို့ကိုထားခဲ့တဲ့အခါလမ်းခွဲခဲ့တဲ့အခါကျွန်တော်တို့မပြည့်စုံမှုကြောင့်ထားရခံရတာလို့မှတ်ယူတတ်ကြတယ်ငါမှမချောတာငါမှပညာမတတ်တာငါမှမချမ်းသာတာဆိုတာမျိုးပေါ့ဒါတွေအားလုံးဟာကိုယ့်ဘဝအတွက်89ရှာမတွေ့နိုင်သေးတဲ့ချိန်ကာလတစ်ခုမို့လို့ပါမပြည့်စုံမှုတွေပြည့်စုံမှုတွေပုံများလွင့်နေပြီးဝက်ကွာသွားတဲ့သူတွေလည်းဝက်ကွာသွားတဲ့သူတွေရှိလာတဲ့အခါဒါဟာလုံးဝမမှန်ဘူးဆိုတာကိုတက်တည်ပြလိုက်တာပါပဲရုပ်ရည်လည်းပြောပြစရာမရှိအောင်ချုံမောလှပစီစဉ်လဲကြေဝါချမ်းသာပြည့်စုံပြီးသားအလုတ်ကင်လည်းကောင်းကောင်းမွန်မွန်ရှိပါလျက်ပြိုကွဲသွားတဲ့ဆက်ဆံရေးတွေရှိပါတယ်ဥပမာဆိုနာမည်ကျော်မင်းသားမင်းသမီးတွေရဲ့အိမ်တော်ရေးတွေအဲ့ဒီလိုနာမည်ကြီးတွေထဲမှာတောင်တချို့ဆိုင်ရင်အဖြစ်နဲ့ single father single mother အဖြစ်နဲ့ရပ်တည်နေတဲ့သူတွေတောင်ရှိပါသေးတယ်သူတို့ဆိုရင်တာမန်လူတွေနဲ့ရှင်ရင်စသရရတာလွန်နေပြီးသားပါပတ်ဝန်းကျင်မှာဆိုလဲတချို့ကိုယ့်ရဲ့ပထမလူတစ်လောက်တောင်မကောင်းမွန်တဲ့ဇန်နှုံးမရှိတဲ့သူနဲ့တွဲဖက်သွားတာတွေတောင်ရှိပါသေးတယ်ဒါကြောင့်လူတစ်ယောက်တင်အနာမှာရှိနေဖို့မနေဖို့ဆိုတာကတင်းရဲ့ပြည်စုံခြင်းစင်ရခြင်းအပေါ်မှာပဲတင်းရဲ့မပြည့်စုံခြင်းစင်ရခြင်းအပေါ်မှာပဲမူတည်နေတာတော့မဟုတ်ပါဘူးသူ့ရဲ့စိတ်ကတင်းစီမှာရှိနေရင်တင်လိုအပ်နေလဲဖြ
ဖြည့်တွေးပြီးတင်နာမှာနေလိမ့်မယ်သူစိတ်ကတင်းစီမှာရှိမနေရင်တော့တင်းစီမှာပြည်စုံနေရင်တောင်သူကလိုအပ်နေတယ်လို့ထင်ပါပဲလူတယောက်ကိုနားမှာရှိနေဖို့ဆိုတာကျွန်တော်တို့ကလုံယူလို့ဆွဲထားလို့မရပါဘူးသူ့ရဲ့စိတ်ကကျွန်တော်တို့ရှိမှာရှိနေမှာပဲရမှာပါရင်ငတ်တယ်ဆိုပြီးအစိတ်အကိုတောက်မှလားရင်ငတ်တယ်ဆိုပြီးအစိတ်အကိုတောက်မှလားကြားဘူးတဲ့စကားပုံစာစိုးလေးတစ်ခုကနေကောက်နှုတ်ထားပါတယ်ကျွန်တော်တို့ရေရှားတဲ့ရက်ဒေတာကိုရောက်နေတယ်ဆိုပါစို့ရေမရှိဘူးရှားတယ်တနေရာမှာရေတွေ့ပါပြီရဲ့ဒါပေမဲ့တောက်လို့ရတဲ့ရေမဟုတ်ဘူးအစိတ်ရေဖြစ်နေတယ်အဲ့ဒီလိုကြရင်တင်းအနေနဲ့အဲ့ဒီရေကိုတောက်မှလားမတောက်ပါဘူးနော်86ရင်တွေ့နိုင်သေးတယ်လေဒါကတောက်တာနဲ့တေမဲ့ကိစ္စကိုအဲ့ဒီတိုင်းပဲကျွန်တော်တို့ပြင်ပလောကမှာလည်းချင်းငတ်လို့ဆိုပြီးကိုကို process ဆန်းဆန်းချင်းနေတဲ့သူတွေကိုရွေးချယ်မှာလားပေါင်းတင်မရှိလို့ဆိုပြီးကိုယ့်ဘောမကောင်းတဲ့သူကိုစိတ်ပေါင်းသိမ်းရမှာလားချင်းငတ်တဲ့ပြဿနာဟာတော်တော်ကိုအထီးကျန်ဆန်ပြီးဝမ်းနေရတဲ့ပြဿနာဖြစ်လိမ့်မယ်ဆယ်ကျော်တက်လောက်မှာအဖြစ်များတယ်အဲ့ဒီရွယ်ဟာသူတို့ကိုချစ်တဲ့တခွင့်ပြောလိုက်တာနဲ့စကလုံးတော့ကိုပဲယုံပြီးကိုမယုံကြည်မဆုံးဖြတ်နိုင်သေးတဲ့အရွယ်ပေါ့အဲ့ဒီလောက်နယ်မြေကမကျင်းပါဘူးတချို့အိမ်တော်ရေးတွေအထိအိမ်တော်ဘက်ရိုက်နှစ်ဆဲဆိုနေရင်တောင်သူနဲ့ကွာရှိရင်ငါဘာလို့စားမလဲမသိလို့ကလေးတွေကြောင့်မို့လို့ဆိုတဲ့ဖြစ်ရတွေလည်းရှိပါတယ်တချို့ကြလဲကိုယ့်ဘောမကောင်းတဲ့ရည်စားဆိုပေမဲ့တွဲလာတာနှစ်တွေကြာပြီမို့ပြတ်ရင်ဘေးပတ်ဝန်းကျင်ကအပြစ်တင်တာတွေမကြခြင်းလို့စားတဲ့မတူညီတဲ့ပြဿနာတွေအများကြီးပါပဲဒါဟာဘာနဲ့တူတယ်လဲဆိုရင်ရင်ငတ်လို့ဆိုပြီးစိတ်ရည်တောက်နေတာနဲ့အတူတူပါပဲကိုကတကယ်တောက်ချင်နေတာကရေးဆိုတဲ့ကိုယ့်ဘောချစ်ချင်းမြတ်တာကာကွယ်ပေးမှုစားတဲ့ကိုယ့်ဘဝအတွက်အသက်စစ်စေးကိုတကယ်ရနေတာကစိတ်ဆိုတဲ့ညှဉ်းပန်းနှိပ်စက်မှုလိမ်လည်မှုစိတ်ဒုက္ခအဲ့ဒီအရာတွေကမှတကယ်တမ်းကိုယ့်ဘဝကိုညှဉ်းတတ်နေတာအပေါင်းအသင်းမိတ်ဆွေဆိုလဲဒီတိုင်းပဲနောကကြီးကလည်းတော်တော်တရားတော်တာပဲအပေါင်းအသင်းအရန်လူချင်းတွေမြင်မောတဲ့သူကိုမှအပေါင်းအသင်းကောင်းကောင်းမပေးတာမျိုးဒါမျိုးဆိုရင်အဲ့ဒီလူဟာသူ့မှာရထားတဲ့ရှားရှားပါးပါးအပေါင်းအသင်းဟာကောင်းကောင်းဆိုးဆိုးသူ့အပေါ်စစ်မှန်မမှန်ပေါင်းသင်းတော့တာပဲအများကြီးပေးဆက်ပြီးအပေါင်းအသင်းကတတ်လို့တည်တဲ့သူတွေရှိပါတယ်ဒါမျိုးကလည်းရင်ငတ်တယ်ဆိုပြီးအစိတ်ရေးတောက်နေတယ်လို့ပါပဲရင်ငတ်တယ်ဆိုပြီးစိတ်ကိုမတောက်ပါနဲ့တင်းဘွားဟာ86လို့ရသေးတာမို့တင်းဘွားကိုတင်ကိုယ်တိုင်မကတ်တတ်မိပါစေနဲ့မကောင်းတဲ့သူတွေနားမှာနေရတဲ့စားရင်ကိုတယောက်တည်းရှင်သန်နေရတာဟာပိုကောင်းတယ်ဆိုတာမေးလိုက်ပါနဲ့ဒီခီးပဲအထိလဲစစ်ဆန်ရေးတွေမှာသုံးဖြတ်မှုကအရေးကြီးတယ်ဥပမာငါသူနဲ့ဘယ်အထိသွားမလဲဆိုတာမျိုးပေါ့ဒိတ်တင်ပဲလားပျော်ပဲတွဲမှာလားလက်ထပ်ဖို့အထိလားတချို့အတွက်တော့ပြောကြလိမ့်မယ်တွဲရင်ချက်သွားမှလက်ထပ်ဖို့စဉ်းစားတာတို့ step by step အဆင့်လိုက်သွားမယ်ဆိုတာမျိုးပေါ့ဒါကကောင်းတယ်ဒါပေမဲ့တချို့ကြလုံးဝစိတ်ကူးမရှိတာမျိုးရှိတယ်နှစ်တေကြာကြီးတွဲတာတောင်လက်ထပ်ဖို့မစဉ်းစားတာအဆုံးတွဲတာကြအဲ့လိုလူနဲ့တွဲပြီးယူတာကြတခြားလူနဲ့ယူသွားတာမျိုးလည်းရှိတယ်ဒါကြောင့်ချိန်တစ်ခုကိုရောက်ရင်တစ်ဖက်လူကကိုယ့်ကိုဘယ်လိုတတ်မှတ်ထားသလဲကိုကလည်းတစ်ဖက်လူကိုဘယ်လောက်တတ်မှတ်ထားလဲဆိုတာကရေးကြည့်ပါပြီကိုနဲ့ဒိတ်ယုံပဲဒိတ်ချင်တဲ့သူဒီတိုင်းတစ်ခါလေအပြင်သွားရုံတော့ပဲလုပ်ချင်တဲ့သူကိုမှကိုကအတီတွဲဖို့စဉ်းစားထားရင်လည်းဒါဟာကိုယ့်ဘက်ကပဲတွေးထားတော့အဓိပ္ပာယ်မရှိပြန်ဘူးတွဲတယ်ဆိုရင်တောင်တချို့ကအပေါ်ရမဲ့တွဲတာသူ့ဘဝကိုယ့်ဘဝတည်းအဝန်မခံတာရှိတာဒါမျိုးတွေဆိုရင်ကျွန်တော်တို့ကပုံမှန်လင်းလင်းပြောဆိုတာပိုအဆင်ပြေတယ်မဟုတ်ရင်တော့ပိုပြီးစိတ်ထားမိရင်စိတ်ထားမိတဲ့သူကယူဖြစ်တာပဲဒါကြောင့်တစ်ဖက်ကကိုယ့်ဘောဘလောက်စိတ်ရင်းမှန်လဲသူကကိုယ့်ကိုသူ့ဘဝတည်းဘယ်အတိုင်းတာအထိခေါ်သွားခြင်းလဲဆိုတာရေးကြည့်ပါတယ်ကျွန်တော်တို့အတွက်လည်းအဲ့လိုစဉ်းစားဖို့လိုတယ်ပြီးတဲ့အခါပွင့်လင်းဖို့လည်းလိုပါတယ်တဆင့်
ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ရန်တစ်ဘာပေးရမလဲဆိုတာရင်စဉ်းစားပါနှစ်ကိုယ့်ရဲ့ loss ကိုဘယ်သူတွဲမှမနှိမ့်ချပေးပါနဲ့သုံးတယောက်တည်းမဆုံးဖြတ်လိုက်ပါနဲ့လေးစိတ်ကဖြစ်တဲ့သူတယောက်ပေါ်ယုံကြည်မှုဆိုတာငါအစင်မပြေမှုတွေရှိတဲ့အခါစိတ်ဆိုးစိတ်ကောက်မဲ့အစားစကားပြောကြည့်ပါ6စကားပြောပါခွင်ကိုချင်းစာခြင်းနံပါတ်1ဘာပေးရမလဲဆိုတာအရင်စဉ်းစားပါဒီ theory ကနေရာတိုင်းမှာမှန်ကန်ပါတယ်အလုံးမှာဖြစ်စေအိမ်တော်တစ်ခုမှာဖြစ်စေပေါင်းသင်းတစ်ခုမှာဖြစ်စေတစ်ခုယူတဲ့အခါတစ်ခုပြန်ပေးရမယ်ဆိုတာသိထားဖို့လိုတယ်အဲ့ဒီလိုဆိုတာကအပေးယူရှိမှလို့ဘောဆိုတဲ့အဓိပ္ပာယ်တော့မဟုတ်ပါဘူးမိတ်ဆွေဆိုရင်လည်းသူကကိုယ့်ကိုကူညီဘူးရင်ကိုယ်လည်းကြရင်လည်းကိုကသူ့ကိုပြန်ကူညီရမယ်အလုပ်ကောင်းတာလိုချင်ရင်ကိုကထိုက်တန်တဲ့အရေးသေးတစ်ခုပြန်ပေးရမယ်ဝန်ထမ်းကောင်းတော်တဲ့ဝန်ထမ်းလိုချင်ရင်အလုပ်ရှင်ကထိုက်တဲ့လစာတစ်ခုပေးရမယ်ဒါဟာကျွန်တော်စိတ်ထဲမှာကြီးထားရမယ့်အခြေခံသဘောတရားတွေပါပဲဘယ်တော့မှတစ်ဖက်တည်းလိုချင်နေလို့မရပါဘူးတစ်ဖက်တည်းကမြဲပေးနေရတယ်ဆိုရင်ခဏတာအတွင်းမဲ့စင်ပြေပြီးရေရှည်မှာအဖို့ထက်တွေပြတ်တောက်တွေစတင်ဖြစ်ပေါ်လာမှာပဲအိမ်တော်ကြီးမှာဆိုလဲအပေးယူမျှဖို့ကအရေးကြီးတာပဲလုပ်ငန်းတစ်ခုကိုလှုပ်ဆောင်ရင်ရောင်းဝယ်တစ်ခုခုလုပ်ရင်တောင်စကားတစ်ခွန်းရှိတယ်အကျိုးမြတ်ကိုအယွံမတွက်ဖဲကိုကဘာပေးနိုင်မလဲဆိုတာရင်စဉ်းစားပါတဲ့စေတနာထည့်ပြီးလှုပ်လို့စေတနာထည့်ပြီးပေါင်းသင်းဆက်ဆံဖို့ပဲပြောရမှာပေါ့အစားတောင်ရောင်းတာကအစဗာလေးရောင်းကျင်တယ်ကိုမျိုးကသူတွေဗာလေးစားစေချင်တာဘလို့တက်ရဲလေးဖြစ်စေချင်တာဆိုတဲ့စေတနာကအရင်ဖြစ်မှပုံရင်းလျာကလည်းကောင်းမှန်မှာမဟုတ်လားဈေးရောက်တာကအစဗာပစ္စည်းလေးရောင်းပြီးရင်စင်ပြေကြမှာဈေးလေးလည်းအတင်းရမယ်အကျူလေးလည်းကောင်းရမယ်ဆိုတဲ့စင်ရင်ကန်ရှိဖို့ကပိုရေးကြည့်တယ်နောက်တစ်ခုလျှောက်တာကအစဒီလောက်တွေငါရဲ့ကြံ့ကြံမှုအချိန်စေတနာဘယ်လောက်ပေးနိုင်မလဲဆိုတာကိုအရင်စဉ်းစားပါဒါကြောင့်ဘာယူလို့ရမလဲမတွေးခင်ဘာပေးရမလဲဆိုတာအရင်စဉ်းစားပါနံပါတ်2ကိုယ့်ရဲ့ဟောကိုဘယ်သူအတွင်းမှာမနှိမ့်ချပါနဲ့ချစ်ချင်းမြတ်တာတွေမှာအရေးမပါသလိုနဲ့ပါတယ်ထင်ထားရတဲ့လေးစားမှုတွေပါပဲပြန်လည်လေးစားမှုပေါ့ပြန်လည်လေးစားမှုမရှိတဲ့ဆက်ဆံရေးတစ်ခုဟာလကားပဲလို့ဆိုပါတယ်ဒါပေမဲ့တစ်ခါတလေမှာအဲ့ဒီအလေးထားမှုအဲ့လိုအလေးမထားလဲရတယ်လို့ခွင့်လွှတ်ပေးလိုက်တာဟာကိုယ့်ဘက်ကဖြစ်နိုင်ပါတယ်လူတိုင်းဟာပထမတစ်ကြိမ်ရမလားလို့စမ်းလုပ်ကြည့်တယ်အဲ့ဒီတစ်ခါရသွားပြီဆိုရင်တော့နောက်ထပ်အခါတိုင်းသူတို့လုပ်ဖို့ရဝင်မလေးတတ်တော့ဘူးကျတို့ဟာကိုချစ်ရတဲ့သူတွေကိုတမိုးထားရတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ဟောက်တစ်ခုကိုနှိမ့်ချပေးလိုက်တာမျိုးရှိတယ်ခြားလူကဒါမျိုးလာလို့ရင်ငါလုံးဝလက်မခံပေမဲ့မင်းဖြစ်နေလို့ပေါ့ကွာဆိုတာမျိုးပေါ့ကိုဒိန်တာကိုလည်းလုံးဝလက်မခံတဲ့လူကလိန်လိုက်တဲ့သူကကိုချစ်ရတဲ့သူဖြစ်နေရင်လွယ်ကူပဲလက်ခံပေးတာမျိုးဒါဟာကိုဘဝအတွက်ကိုကျင့်သုံးလို့ဆုံးဖြတ်ထားတဲ့ဟောတစ်ခုကိုနှိမ့်ချပေးလိုက်တာပဲကိုမလီမစားလုပ်တာမကြိုက်ပေမဲ့တစ်ဖက်လူကဘာဖြစ်နေလို့ဆိုပြီးလက်ခံပေးလိုက်တာမျိုး race နှိမ့်ချပေးလိုက်တယ်ဆိုတာနင်းငါ့ကိုစစ်ဆန်ကျင်တယ်လို့ဆက်ဆံလို့ရတယ်လို့ခွင့်လွှတ်ပေးလိုက်တယ်လို့ပဲအဲ့လိုလုပ်တာဟာအယမ်းမားတယ်ကိုကမလိုအပ်တဲ့မာနတွေအတ္တတွေတားထားနေရင်တော့တမျိုးပေါ့ကိုပြောချင်တဲ့ race ဆိုတာကတော့လေးစားမှုပါပဲသူ့အပေါ်မှာတင်းအနေနဲ့လေးစားမှုရှိရမယ်တင်းကိုလည်းသူကလေးစားမှုရှိရမယ်လေးစားမှုဆိုတာအမြဲလေးစားပြောဆိုဆက်ဆံနေမှယူကျိုးနေမှယဉ်ကျေးနေမှမဟုတ်ဘူးကိုလိုရဲ့အပေါ်တစ်ဖက်သားရဲ့အမြင်ကိုပါထက်တွေ့ပေးတာသူ့အတွက်ပါအစဉ်ပြေမပြေထည့်ကြည့်ပေးတာနားလည်မှုဆိုတာအပြန်လှန်ယုံကြည်ပေးတာတစ်ဖက်သားရဲ့ခံစားချက်ကိုထည့်သွင်းစဉ်းစားတာငါဒါလို့ရင်ငါတို့ရဲ့ဆက်ဆံရေးကိုထိခိုက်လာနိုင်မလားဆိုထည့်သွင်းစဉ်းစားပေးခြင်းမျိုးဖြစ်တယ်၃တယောက်တည်းမဆုံးဖြတ်ပါနဲ့ဒီလိုနဲ့ဒဏ်ရာရလိုက်မယ်ဆုံးဖြတ်တာတွေကတခုရှိသွားရင်လည်းသတိပေးလိုက်ပါဒီနေ့ကြည့်နေတဲ့ရုပ်ရှင်ကားတဲကစာသားတစ်ခုပါဒဏ်ရာရလိုက်မယ်ဆိုတာဘယ်သူလဲငါလားသူလားလို့မေးရင်သူလဲဖြစ်သွားနိုင်လို့တင်လဲဖြစ်သွားနိုင်တာပဲ
နှစ်ဘက်ဖြစ်တဲ့ဆက်ဆံရေးတွေမှာတစ်ခုခုဆိုပြောပြဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်ပါဘာပဲဖြစ်ဖြစ်ဘာပဲဆုံးဖြတ်ထားတာတစ်ဖက်တည်းကမဆုံးဖြတ်နဲ့တခြားတစ်ဖက်ကိုပါမေးပြီးဆုံးဖြတ်ပါအဲ့ဒီလိုမဟုတ်ဘဲတစ်ဖက်တည်းဆုံးဖြတ်လိုက်ပြီးမှဒါကောင်းပါပဲလို့ကိုယ့်ဘာသာဆုံးဖြတ်ချက်ချပြီးတစ်ဖက်သက်လှုပ်လိုက်ရင်တစ်ဖက်လူအတွက်လည်းစိတ်ထင်ရသွားတတ်တယ်ဒီစကားကအမှန်ပဲတစ်ဖက်တည်းကဆုံးဖြတ်ပြီးလှုပ်လိုက်တဲ့ကိစ္စတွေကတော်တော်ထိခိုက်နာကျင်စေနိုင်တာပဲခံပြင်းရဒေါသဖြစ်ရဝမ်းနည်းရနဲ့ငါတို့ဘက်ကလည်းတစ်ဖက်တည်းဆုံးဖြတ်ခဲ့တာတွေရှိလိမ့်မယ်ဒီစစ်ဆန်ရေးတွေအတွက်တကယ်လို့တစ်ခုခုစဉ်းစားပြီးပြီဆိုရင်တောင်ဒီကြပေါက်အတိပေးပါလေစိတ်ကဖြစ်တဲ့လူတစ်ယောက်အပေါ်ယုံကြည်မှုဆိုတာစိတ်ထက်ကယုံကြည်မှုကြောင့်ဥပမာထမင်းစားပြီးဥပမာတင်စားပြီးပြောမယ်ဆိုရင်စိတ်ထဲမှာယုံကြည်မှုဆိုတဲ့ဖန်ပလင်းလေးတစ်လုံးရှိတယ်ထားအဲ့ဒီဖန်ပလင်းလေးကအလွယ်လေးအဲ့ဒီဖန်ပလင်းအလွယ်လေးကိုမှအဲ့ဒီဖန်ပလင်းနဲ့သက်ဆိုင်တဲ့သူကယုံကြည်ခြင်းတွေလာဖြစ်ရင်ပြည်သွားတဲ့အခါစိတ်ကယုံကြည်မှုဆိုတာဖြစ်လာတာရှင်းပြောရရင်လူတစ်ယောက်ပေါ်စိတ်ကဖြစ်တဲ့ယုံကြည်မှုဆိုတာကိုကအခြေခံအုတ်မြစ်လေးပဲချပေးနိုင်မှာငါသူ့ကိုယုံကြည်လို့ရမလားဆိုတဲ့အတွေးလေးအုတ်မြစ်လေးပဲအစားပြုမှာအဲ့ဒါကိုမှတစ်ဖက်လူကတဖြည်းဖြည်းနဲ့လောက်ရက်တွေပြုမှုတွေပေါ်မူတည်ပြီးသူ့ပေါ်ယုံကြည်မှုတွေခိုင်မာလာတာမျိုးဒါကြောင့်တယောက်ပေါ်ယုံကြည်မှုဆိုတာကိုယ်နဲ့က30ရာခိုင်နှုန်းသက်ဆိုင်ပြီးသူနဲ့က80ရာခိုင်နှုန်းသက်ဆိုင်တယ်ဒါပေမဲ့ကိုကတန်တရားတွေများနေရင်တော့မဟုတ်သေးဘူးနော်စိတ်ထဲကယုံကြည်မှုဆိုတာလုံယူလို့မရဘူးအဲ့လူရဲ့လုပ်ရက်တွေအဲ့လူရဲ့ပြုမှုတွေချိန်တိုင်းတာတစ်ခုစားရတွေအားလုံးကိုကြော်ဖြတ်ပြီးမှဒီလူကတော့ငါ့ကိုတစ္ဆာဖောက်မှာမဟုတ်ဘူးဒီလူကတော့ငါ့ကိုကာကွယ်ပေးမှာဒီလူကတော့တစ်ခုဆိုဘာနဲ့ရှင်ငါဘက်မှာရှိနေမှာငါလူလေဆိုတဲ့စိတ်ကသူ့လိုစိတ်ကဖြစ်လာတာစိတ်ကအတိမတ်ပြတာစိတ်ဆိုတာစိတ်နဲ့ပဲသိနိုင်တာမျိုးပါနံပါတ်5စင်မပြေမှုတွေရှိတဲ့အခါစိတ်ဆိုးစိတ်ကောက်မဲ့အစားစကားပြောကြည့်ပါမပြောပြတာတွေအယမ်းများလာတဲ့အခါဝေးကွာမှန်းမသိဝေးကွာသွားတော့တာပဲကျွန်တော်တော့အဲ့ဒီခံစားချက်ကိုကောင်းကောင်းသိခဲ့တယ်ချင်းမပြောပြတာတွေများလာတဲ့အခါပြောရင်ကောင်းမလားမပြောရင်ကောင်းမလားပဲလို့စဉ်းစားမိနေရင်ကျွန်တော်ကတော့ပြောပြတာတော့မပြောပြတာတော့များတယ်ဘာလို့ဆိုရင်ငါပြောလိုက်ရင်တောင်းသူကငါစကားကိုအလေးထားပြီးငါဖြစ်ချင်တဲ့ဆန္ဒပေါ်လေးပေးပါမလားဆိုတဲ့စိတ်ရဲ့သူ့စီကပြန်ကြရမယ့်အဖြေရဲ့ကိုဒီမဆိုင်ရဲလို့မပြောပြတဲ့စကားတွေများခဲ့တယ်တခါတလေတချို့စကားတွေဟာပြောနေဖို့တောင်းလိုတော့ဘူးလို့ထင်ခဲ့တယ်မပြောချင်တော့ဘူးဒါဟာသမီးစားဆက်ဆံရေးမှာမဟုတ်ပါဘူးမိသားစုချင်းတကယ်ချင်းမိတ်ဆွေချင်းကျွန်းလဲနေရင်တောင်းစကားလေးပြောဖို့လိုတယ်ညှိနှိုင်းနဲ့ပြန်လဲအေးဆေးစကားပြောဖို့လိုတယ်ဒါကြောင့်စကားပြောကြအောင်ပါစကားပြောကြအောင်တွေးပြီးပြောရအောင်ဆိုတဲ့စကားတွေကလေးနဲ့ပါတယ်ဒါဟာချစ်ချင်းအချင်းချင်းတန်ဖိုးထားနေခြင်းပါပဲမပြောပြတဲ့စကားတွေများလာတယ်ဆိုတာမျိုးသိထားတဲ့ဆန္ဒတွေအဆိုင်ခဲတွေများလာခြင်းပဲဒါဟာကျွန်တော်တို့ချစ်တဲ့သူတွေနဲ့ဝေးကွာစေတတ်ပါတယ်6စကားပြောပါလူတွေမှာအချင်းတစ်ခုရှိတာကတစ်ခုခုကြောက်ကစားပြဿနာကြုံပြီဆိုရင်စကားမပြောကြတော့ဘူးမိသားစုထဲမှာလည်းဒီလိုပဲချစ်သူရေးစားထဲမှာလည်းဒီလိုပဲမောင်နှမအချင်းချင်းမိတ်ဆွေအားလုံးတူတူပဲတစ်ခုခုစိတ်အခက်မသိဖြစ်စရာဖြစ်လာတဲ့အခါမျိုးမှာစကားမပြောကြတော့ဘူးတကယ်ဆိုအပြန်လန်ပြဿနာရဲ့တစ်ခုကိုခေါင်းညှိဆိုင်ဖြေရှင်းမှပြဿနာရဲ့အရေးမြစ်ကိုသိမှာဖြေရှင်းလို့ရနိုင်မှာပါကျွန်တော်တို့ရဲ့ပါဇက်တွေစကားတွေဆိုတာကလည်းအဲ့ဒီအတွက်ပဲထားတာပါကျွန်တော်တို့ထင်တာဖြစ်စေချင်တာကကိုမပြောပဲတစ်ဖက်လူကကိုနားလေစေချင်တာလိုက်သိစေချင်တာဒါဘလို့မှမဖြစ်နိုင်ပါဘူးအရေးကဲနားလည်လွတ်နဲ့လူဆိုရင်တောင်မှနားမလည်နိုင်တဲ့မသိနိုင်တဲ့အခါတွေဆိုတာရှိမှာပဲကိုတောင်တစ်ခါတရံကြကိုစိတ်ထဲကဘာဖြစ်နေလဲဆိုတာမသိတာမျိုးရှိသေးတာပဲသူတစ်ပါးကကိုဖြစ်ချင်တာကိုသိဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါကြောင့်အမြင်မတူတာတစ်ခုပြဿနာတစ်ခုရှိလာရင်စကားပြောရမယ်မဖြစ်ချင်တာကဘာဆိုတာတစ်ဖက်ကိုပြောပြမှတစ်ဖက်ကလည်းသူ့လိုပေးနိုင်တာကိုမင်းလိုချင်တာကိုအကုန်လိုက်လျောမပေးနိုင်ပေမဲ့ငါကဘယ်လောက်ထိတော့လုပ်ပေးနိုင်မယ်ပြန်ပြောလိမ့်မယ်စီးပွားရေး
မိသားစုရေးတငယ်ချင်းချစ်သူအကုန်ပါပဲကျွန်တော်တို့ကြားကဘာသာစကားဆိုတာတွေကလည်းဒီလိုမျိုးပြဿနာတွေဖြေရှင်းဖို့တယောက်နဲ့တယောက်နားလည်အောင်ရှင်းပြဖို့ထားတာပါပြင်ပဆက်ဆံရေးတွေမိသားစုတငယ်ချင်းချစ်သူတွေကြည့်ရင်လည်းစကားများများပြောပြီးပုံမှန်လင်းလင်းရှိကြတဲ့သူတွေကပိုစီမီကြတာကိုတွေ့ရတယ်သူကတော့မဖြစ်ချင်တာကိုနားမလည်ပေးဘူးဆိုပြီးစိတ်ထဲမှာစိတ်တွေကခဲမကြေဒေါသတွေဖြစ်နေရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးပြဿနာကလည်းပြည်လည်မှာမဟုတ်ဘူးစကားပြောကြည့်လို့ပြည်လည်သွားတဲ့ဆက်ဆံရေးတွေမှအများကြီးပဲဆက်ဆံရေးတွေမှာဖြစ်တဲ့တော်တော်များများအထင်လွဲမှုတွေကအပြန်အလှန်ထင်လွဲကြတာကိုပြောတာတခြားသူထင်တာတခြားများတယ်အဲ့ဒီပြဿနာတွေအလုံးကစကားပြောမှပြည်လည်တာများတယ်ပြဿနာရပ်မှာမဟုတ်ပါဘူးဘယ်ကိစ္စမဆိုညီနှိုင်းဖို့တိုင်ပင်ဖို့ဆွေးနွေးဖို့ဆိုရင်စကားပြောကြဖို့လိုတယ်စကားပြောပါစကားဆိုတာစိတ်တွေရဲ့ထွက်ပေါက်ပါဇာနာတွေရဲ့တန်တမန်မို့လို့ပါခွင်ကိုချင်းစာချင်းကျွန်တော်သိချင်တဲ့ချစ်ချင်းမြတ်တာကတော့ကျွန်တော်သိတဲ့ချစ်ချင်းမြတ်တာကတော့တစ်ဖက်လူပေါ်ကိုချင်းစာချင်းပဲရိုးတန်းတန်းပုံရကိုချင်းစာမျိုးမဟုတ်ဘူးသူ့ဘဝရဲ့ဖိအားတွေသူ့ရဲ့စိတ်အခြေအနေတွေလည်းလျောညီထွေးမှုဖြစ်အောင်သူ့ဘဝရဲ့လိုအပ်ချက်တွေသိအောင်လုပ်ပြီးအဲ့ဒီလူဘာတွေလိုအပ်နေလဲငါသူ့ကိုဘာပေးနိုင်မလဲဆိုတဲ့အပေါ်မူတည်ပြီးကိုပေးနိုင်တဲ့ချစ်ချင်းမြတ်တာစေတနာထောက်ပံ့မှုပေးရခြင်းပဲဘဝနဲ့ချီတဲ့ချစ်ချင်းကဒီလိုမျိုးယုံကြည်တယ်လူတယောက်ကိုချစ်ရင်အဲ့လူတယောက်ကိုသိအောင်ကြိုးစားရတယ်ဆိုတာပဲသူ့ကိုညှို့နှင်းချက်ချက်ကိုကဘာပေးနိုင်မလဲဆိုတာပဲအားထားတယ်ဘာမှမတောင်းဆိုပဲဒီအတိုင်းအပူတွေကိုမျှဝေခံစားစေချင်တာနည်းနည်းစိတ်သက်သာရစေချင်တာဆိုတာမျိုးပေါ့ဒီလိုချစ်ချင်းမျိုးနဲ့လူတွေကိုချစ်ကြရင်သိကြတယ်ချစ်ချင်းမြတ်တာကတော်တော်အေးချမ်းသွားမှာတကယ်ကလူတွေကတော်တော်များများပြောနေကြတဲ့သူတို့ချစ်တယ်ဆိုတာတွေကသူတို့ကချစ်တယ်ပြောပြီးသူတို့လိုချင်တဲ့အရာတွေကိုကိုယ့်စီကလာတောင်းကြတာမျိုးပါတချို့လူတွေဆိုကိုကဘာလိုချင်လဲဆိုတာကိုသိဖို့ကြိုးစားပဲသူတို့ပေးချင်တာကိုတင်းအကျပ်ပေးနေတာမျိုးကိုလည်းသူတို့ချစ်ချင်းမြတ်တာလို့ခေါ်ကြပြန်ရောနောက်ပိုင်းမှာလူတွေကြောက်ကိုလာပြောတဲ့ချစ်တယ်ဆိုတဲ့စကားကိုတော်တော်စိတ်ကုန်ပါတယ်သူတို့ကချစ်တယ်ပြောပြီးသူတို့လိုအပ်ချက်တွေအတွက်ကျွန်တော်စီကလိုချင်ကြတာပေါ့အဲ့ဒီခါကျကျွန်တော်ကိုပြန်ဆန်းစစ်ရတယ်ငါကရောအဲ့ဒီလိုမျိုးဖြစ်နေရလားဖြစ်နေတဲ့ချိန်မျိုးဆိုရင်လည်း100%တော့မဟုတ်ပေမဲ့ရှိမှာပါဒါကြောင့်သတိထားပြီးနေရတယ်ပူလောင်စရာတွေများတဲ့လူဘဝမှာချစ်ချင်းမြတ်တာကိုတော့အေးချမ်းချမ်းလေးဖြစ်စေခြင်းနဲ့တနေရာတစ်ခုကြောင့်ပြန်မှန်းလာတဲ့အခါခုန်နာစရာအိမ်ကလေးလူကလေးဖြစ်ပေါ်လူတွေကိုချစ်တဲ့အခါဒီလေးလိုအုံမိုးတဲ့ချိန်မျိုးနဲ့ပဲဖြစ်ပါတယ်ဒါကြောင့်လူတစ်ယောက်ကိုချစ်တဲ့အခါငါချစ်ကောသူ့ဘဝကိုအုံမိုးပေးထားတဲ့ကြည့်တဲ့ဖြစ်နေလားအပူတွေပေးနေမိတဲ့မိတစ်ခုဖြစ်နေလားဆိုတာပြန်သုံးသပ်ဖို့လဲလိုသေးတယ်လက်ထပ်ချင်းလူတို့များများကလက်ထပ်တာကိုပျော်ရွှင်စရာဇာတ်သိမ်းလို့မြင်ကြတယ်တကယ်တော့မဟုတ်ပါဘူးလက်ထပ်တာကမှဇလန်းအစဘွားရဲ့အစပါကိုယ့်ရဲ့အဆုံးမှမဟုတ်ဘူးအချစ်ရဲ့အဆုံးလည်းမဟုတ်သေးဘူးခဏတော့ဖြုတ်ပဲမြင်ရတွေ့ရတာမျိုးမှာဘယ်သူမဆိုကျင်နာနိုင်ပေမဲ့သူတို့နေရာမှချစ်ချင်းမြတ်တာဟာခံရပါဦးမလားသတိရတာပါသိရတာပါလက်ထပ်တယ်ဆိုတာရွေးချယ်ခြင်းပဲဒီလူနဲ့တော့ဘွားခီးကိုငါ6လနဲ့မွဲဆိုပြီးဘွားလိုင်းကခုမှစသည်တာဘွားတွေကလက်ပတ်ချင်းများထပ်ပြီးချစ်ကြအောင်မှာပဲချစ်သူရေးသားတွေပြရင်ဖြစ်ဖြစ်တကယ်ချင်းမိတ်ဆွေတွေနဲ့ကွာရင်ပဲဖြစ်ဖြစ်လူတွေကပြောကြတယ်ငါဘွားမှာဘသူ့ကိုမှချစ်နိုင်မှာမဟုတ်တော့ဘူးငါဘွားမှာဘယ်တကယ်ချင်းတွေမှနင်းလောက်ရင်းနှီးမှမဟုတ်တော့ဘူးဆိုပြီးပေါ့အဲ့ဒီချိန်လုံးကတော့ကျွန်တော်တို့ကတကယ်လဲဒီတိုင်းခံစားရလို့ပြောရကြတာဖြစ်တယ်တင်းနေနေတဲ့တစ်ချိန်ကဒါမျိုးပြောခဲ့ဘူးတာမျိုးရှိမှာပါဒါပေမဲ့တစ်ချိန်မှာတော့ကျွန်တော်တို့တွေဟာလူသစ်တွေနဲ့ထပ်တည်ပြီးချစ်ကြခင်ကြအောင်မှာပါဒါဟာလေပဲ့နေတဲ့တန်ရာမို့လို့ပါ
သူ့နေရာနဲ့သူနေထားကြဖို့သူ့လူနဲ့သူနေထားကြဖို့ကျွန်တော်တို့တွေဟာချင်းချင်းရွက်ချော်နေကြရတာပဲလွတ်လပ်တဲ့ညှက်ပြောဆုံးမယ်ရုပ်ရှင်ကားတစ်ခုကစာသားလေးဖြစ်ပါတယ်လက်တွေ့ဘဝမှာဒီလိုမျိုးပဲလူတွေကခြားလူတွေကိုပိတ်လောင်ထားရတယ်မိမိကိုယ်ကိုပိတ်လောင်ထားကြတာများတယ်အတိတ်တွေထဲမှာပိတ်လောင်တယ်နောင်တတွေနဲ့ပိတ်လောင်တယ်အပြစ်တွေနဲ့ကိုခွင့်မလွှတ်နိုင်တာတွေပိတ်လောင်တယ်သူတစ်ပါးကိုအပြစ်တွေတင်ပြီးခွင့်မလွှတ်နိုင်သေးတာလဲမိမိကိုယ်မုံအာကာရတွေကြားမှာပိတ်လောင်ထားခြင်းဖြစ်တယ်ဒီလိုပိတ်လောင်ထားတဲ့ဘယ်တော့မှလွတ်လပ်တဲ့ပေါ်ပါတဲ့စိတ်နဲ့ကိုရရှိမှာမဟုတ်ပါဘူးဒါကြောင့်ပိတ်လောင်မှုတွေကိုလျှော့ချပြရမယ်ညှိကောင်မျိုးလွတ်လပ်စွာပြန်တမ်းမှာဒီနေ့တော့ချစ်စစ်ဟာတင်းစီကိုရောက်လာမှာပါချစ်စစ်ကိုလိုချင်ရင်ကိုယ်တိုင်ကလည်းချစ်စစ်တွေရှိဖို့လိုတယ်မေတ္တာလိုချင်ကိုယ်တိုင်ကလည်းမေတ္တာပေးတတ်ဖို့လိုတယ်နှွေးထွေးမှုကိုလိုချင်ကိုယ်တိုင်ကလည်းယူဆိုင်တတ်ဖို့လိုတယ်ချစ်တွေမြဲခြင်းနဲ့ဆိုရင်တန်ရုံးစင်တွေတိဆောက်တတ်ဖို့လိုတယ်တစ်ဘဝလုံးပျော်ရွှင်ရဖို့ဆိုရင်ဘဝရဲ့အခြေခံလိုအပ်ချက်တွေပြည့်စုံအောင်ကြိုးစားဖို့လိုတယ်နားလည်မှုကိုလိုချင်ကိုယ်တိုင်ကလည်းယုံကြည်ရဖို့နဲ့တစ်ဖက်သားကိုလေးစားမှုရှိနေဖို့လိုတယ်ကျိုးအားလုံးဟာအစနှစ်ဖက်ရှိတာမဟုတ်နှစ်ဖက်စလုံးကဒီနေ့မှခိုင်မြဲမှာပါချစ်စစ်တွေဟာတနေ့တော့တင်းစီကိုရောက်လာမှာပါတင်မျောလွန်ထားတဲ့ပုံစံမျိုးနဲ့လည်းဟုတ်ချင်မှဟုတ်လိမ့်မယ်တင်မျောလွန်ထားတာထက်နောက်ကျခြင်းကြမယ်စောခြင်းလဲစောမယ်ဒါပေမဲ့တေချာတာကတော့တင်ကသာချစ်ချင်းမြတ်တာကိုတကယ်လိုလားရင်အချစ်ကတင်းစီကိုရောက်လာမှာပါစောင်းမှာအေးတဲ့လွန်ခဲ့တဲ့အခါငါတို့ဟာမနှွေးကြမပူကြတော့ဘူးလို့ထင်ခဲ့ကြတယ်။လွေမှာပူပြင်းတဲ့အခါအေးမြမှုကိုတော့ထပ်ပြီးမရနိုင်တော့ဘူးလို့ထင်ခဲ့ကြပြန်တယ်။ပန်းနေဝေပြီးရင်ကြွေရတာဟာတဘာဝပါပဲ။ခေခက်ခဲရှင်သန်ရုန်းကန်ရတဲ့နှစ်တွေလွတ်မြောက်ပြီးပျော်ပျော်ရွှင်ရွှင်နှစ်တွေကိုရောက်တော့နောက်ထပ်ဆင်းရဲဒုက္ခတွေမရောက်တော့ဘူးလို့ထင်ပြန်တယ်။ကြွေရမယ့်အချိန်ကြတော့လဲကြွေသွားတာပဲ။ပူရမယ့်အချိန်ကြတော့လဲပူရတာပဲ။တစုံတစ်ယောက်နဲ့တွေ့ဆုံရတဲ့အခါဝါတစ်ချောင်းလုံးခင်မြင်သွားရမယ်လို့ထင်ခဲ့တယ်။ချိန်တန်တော့လဲအကြောင်းပြချက်ကြီးကြီးမားမားနဲ့ဖြစ်စေဘာမှမဟုတ်တဲ့အကြောင်းပြချက်လေးနဲ့ဖြစ်စေကိုလန့်ကိုသွားကြရတာပဲချစ်ချင်းမြတ်တာဆိုတာဒီတိုင်းပဲရတဲ့အချိန်မှာထာဝရတည်တတ်မယ်လို့ထင်ခဲ့ကြသလိုတယောက်နဲ့တယောက်ကွဲတဲ့အခါလဲငါဟာတစ်ဘဝလုံးထိကြံတော့မှာပဲလို့ဘယ်သူမှထပ်မချစ်နိုင်တော့ဘူးလို့ထင်ခဲ့ကြပြန်ရောချိန်တန်တဲ့အခါလဲချစ်ကတွေ့ဆုံခြင်းကဘွာတွေကိုထပ်ရောက်လာအောင်မှာပါတန်နေရစစ်ဝင်းကလက်ပတ်နေတာပါနေရာတစ်ခုထဲမှာရပ်တန့်နေတာမျိုးမဟုတ်တလို့လူဘဝဟာလည်းရာသီစစ်ဝင်းလိုရွေပြီးရင်မိုးပြီးရင်ဆောင်းပြီးရင်ရွေလက်ပတ်အောင်မှာပါချစ်ချင်းဖြစ်နေပဲစာအုပ်လေးကတော့ဒီမှာပဲပြီးပါပြီခင်ဗျာ